မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါပထမဆုံးပေါ့နော်နာမည်လေးနဲ့ကျွန်တော်တို့ဒီအကြောင်းမှာပေါ့နော်တာဝန်ယူထားတဲ့အပိုင်းလေးကိုမိတ်ဆက်ပေးပါအောင်လားဗျဟုတ်မင်္ဂလာပါကျမတော့ဒေါ်ခိုင်သာလွင်ဖြစ်ပါတယ်ကျမတော့ဒီမှာဒီလင်းလန်းအောင်မြင် private school နဲ့ Rising Preschool မှာအုပ်ချုပ်သူဖြစ်နေတာဝန်ယူထားပါတယ်ရှင်ဟုတ်ကဲ့ပါဗျာเนาะအဲ့တော့ကျွန်တော်တို့ဒါမကြခင်လင်းအကြောင်းတွေဖွင့်တော့မယ်ဆိုတော့အမတို့ရဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလင်းလန်းအောင်မြင်ရောပြီးတော့ဒီ Rising Preschool မှာပေါ့နော်ဘာလိုမျိုးသင်ကြားပေးနေလဲအသင်ကြားရေးနဲ့ပတ်သက်တဲ့အပိုင်းလေးတွေဒါလေးတွေကိုလည်းပြောပြပေးပါအောင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ကျောင်းရဲ့စမှာဆိုတော့အခုကျွန်မ preschool လေးကိုစပြီးပြောပြမယ်ပေါ့နော်ဟုတ်ကဲ့ပါဗျာကျမတို့ဒီ Rising Preschool လေးမှာဆိုလို့ရှိရင်ဒီစာသင်တဲ့အခါမှာသင်ကြားရေး curriculum ကမူကြိုသင်ကြားမှုပုံစံနဲ့ပဲတွေကိုဖွင့်ပြအောင်သင်ပေးတဲ့အပြင်ဘာသာစကားတွေလည်းသင်ပေးတယ်ကျမတို့ဖွင့်ပြမှုဘာသာတွေအပြည့်စုံအောင်သင်ပေးပါတယ်ဒီမြန်မာ curriculum 90%နဲ့ international curriculum 90%ပေါင်းစပ်ပြီးတော့ကျမတို့မူကြိုပြည့်စုံသောဖြစ်အောင်လို့တင်ပေးပါလေရှင်ဟုတ်ကဲ့ပါဗျာအဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီအကြောင်းမှာကျွန်တော်တို့ရဲ့ဒီလင်းနဲ့အောင်မြင်ရောဒီ Rising မှာရောဒါလာရောက်ပြီးတော့တက်မဲ့ပေါ့နော်ဒါအကြောင်းသားတွေအတွက်ကောပြီးတော့ဒါအနံမဲ့မိဘတွေအတွက်ကောအမအနေနဲ့လည်းအကြံပြုစကားလေးပြောပြပေးပါအောင်လားဗျဟုတ်ကဲ့လင်းနဲ့အောင်မြင် private school မှာဆိုလို့ရှိရင်เนาะကျမတို့ကဒီ government curriculum တွေကိုသေချာတက်ကျွမ်းတဲ့ professional ဆရာမတွေဒီညားလေအောင်သင်ကြားပေးနိုင်တဲ့ဆရာမတွေနဲ့ကျမတို့အဓိကလည်းသင်ကြားပေးပါတယ်ပြီးလို့ရှိရင်ဖွံ့ဖြိုးမှုအနေနဲ့ကအခြေခံဘာသာရပ်တွေဖြစ်တဲ့ပကြီးဂီတာတိုင်ကွမ်ဒို music physical education အဲ့ဒီရဲ့ဘာသာရပ်တွေကိုလည်းကျမတို့ကအပြည့်အစုံပြေဝအောင်သင်ကြားပေးထားပါတယ်။ကျောင်းမှာဆိုလို့ရှိရင်တော့အပြည့်အစုံပေါ့နော်။ကျမတို့ဒီလင်းလန်းအောင်မြင် private school မှာလာတက်ရောက်မဲ့တသားမမီလေးတွေအားလုံးကိုလည်းကျောင်းမှာယုံကြည်စွာနဲ့လာရောက်ပြီးတော့ပေပေမမေတို့ကိုယ်တိုင်လည်းလာရောက်ပြပြအနှံပေးဖို့ရဲ့ကျောင်းကိုလည်းဖိတ်ခေါ်ချင်ပါတယ်ရှင်။ကျောင်းလည်းလာရောက်ကြည့်လို့ရပါတယ်။ကျောင်းခန်းတွေကိုလည်းကြည့်လို့ရပါတယ်။ကျောင်းရဲ့သင်ကြားမှုပုံစံတွေကိုလည်းလာရောက်လေ့လာလို့ရပါတယ်ဆိုတာလေးနဲ့ပြောကြရင်ကျောင်းသားကျောင်းသူလေးတွေကိုလည်းကျောင်းကိုလာခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ကျွန်တော်တို့ကျင်းပပြုလုပ်တဲ့ပေါ့နော်ဒီ Back to School and Monsoon ဘာသာပွဲလေးမှာပေါ့နော်အမတို့ကျောင်းနေနဲ့ပါဝင်ပြပုံလေးကိုလည်းပြောပြပေးပါအောင်ဗျဘယ်လိုအစီအစဉ်မျိုးလေး entertainment လေးပါဝင်အောင်လဲဗျဟုတ်ဒီ Monsoon Back to School ပွဲလေးမှာကျွန်မကအမားရဲ့ဖိတ်ခေါ်မှုလေးတွေနဲ့အတူကျွန်မတို့လာရောက်ပြီးတော့ကျောင်းကပါဝင်ပေးဖြစ်ပါတယ်ကျောင်းရဲ့မူကြိုကလေးလေးတွေရဲ့နောက်ဒီကျောင်းမှာရှိတဲ့ကလေးလေးတွေရဲ့အကအလှလေးတွေနဲ့လည်းလာရောက်ဖျော်ဖြေပေးဖို့စီစဉ်ထားပါတယ်အဓိကတော့ကျွန်မကိုယ်တိုင်ငငယ်လေးတွေကနေပြီးတော့ယခုအချိန်ဒီဖွံ့ဖြိုးအောင်ပြုစုပြောထောင်ပေးထားတဲ့ကျွန်မရဲ့သားဟိုအရင်ဆုံးဒီမှာလဲလာရောက်ကပြဖျော်ဖြေပေးမှာပါကျွန်မကကျောင်းကိုပေါ့နော်ကလေးလေးတွေကိုပြုစုပြောထောင်တဲ့အချိန်မှာကျွန်မကိုယ်တိုင်ပြုစုပြောထောင်ထားခဲ့တဲ့ရင်းနှီးသေးချာသားလေးတွေရဲ့ပြုစုပြောထောင်ခဲ့တဲ့ပုံစံမျိုးလေးအတိုင်းအကောင့်လေးအစိုးတွေမှာအကောင့်လေးတွေကိုပဲယူပြီးတော့ကျွန်မကျောင်းကိုရောက်လာမယ်မိသည့်ကလေးမဆိုကျွန်မစီကိုရောက်လာမယ်ကလေးလေးတွေကိုပန်းပွင့်လေးတွေပွင့်လန်းလာအောင်အကောင်းဆုံးပြုစုပြောထောင်ဖို့သားတို့ကိုပြုစုပြောထောင်ပေးတယ်လို့ပဲကျွန်မပြုစုပြောထောင်ပေးဖို့ရည်ရထားတဲ့အတွက်တသားနဲ့တူတသားဝါသနာဘာသာလေးတွေကိုလည်းပြုစုပြောထောင်ပေးရင်းနဲ့ပညာရေးမှာလည်းမလင်ဟင်းရအောင်ကျွန်မပြုစုစီစဉ်ပေးထားပါတယ်အဲ့လိုပဲကျွန်မစီမှာလာရောက်အနှံပေးတဲ့ကျောင်းသားကျောင်းသူလေးတွေအားလုံးကိုလည်းသူတို့ကလေးလေးတွေမှာဝါသနာလေးတွေရှိတယ်အဲ့ကလေးလေးတွေရဲ့ဝါသနာလေးတွေကိုမလောက်ကြဘူးဆိုတာကိုမတားဘူးကလေးမှာပါလာတဲ့ဝါသနာလေးတွေကိုအကောင်းဆုံးလမ်းညွှန်ပြသပြီးတော့မဖြစ်မနေတင်ယူရမယ့်စာပေဘာသာရပ်ကလေးတွေကိုထူးချွန်ထက်မြက်တဲ့ကလေးလေးတွေအဖြစ်ပြုစုပြောထောင်ပေးဖို့ရည်ရွယ်ထားပါတယ်ဟုတ်ကဲ့ပါเนาะနောက်ပြီးတော့ဒါတရှင်းကိုဆိုလို့ရှိရင်လည်းဒါအများကြီးပဲပြုစုပြောတာပေါ့เนาะရှင်းရဲ့ဟိုဒါသူ့ရဲ့အကြောင်းစာလေးမလင်းလင်းရအောင်ပြီးတော့သူဝါသနာပါတဲ့အမှုပညာကိုလည်းပေါ့เนาะဒါမပြတ်ရင်းရအောင်ပေါ့เนาะဒါလိခင်တယောက်အနေနဲ့ရောဘယ်လိုမျိုးဒါပြုစုပြောထောင်ပေးခဲ့လဲပေါ့เนาะအခုဆိုလို့ရှိရင်ဒါပွဲတွေမှာဆိုလို့ရှိရင်လည်းအရောက်အောင်မြင်နေတာတွေ့ရပါတယ်ဗျဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့လည်းပြပေးပါအောင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတို့ကိုကြတော့အဓိကသားလေးတွေမှာသူတို့ဖြစ်ချင်တဲ့ဝါသနာလေးတွေပေါ့နော်သူတို့ကိုသူတို့တော့မသိလိုက်တဲ့ဝါသနာလေးတွေရှိတယ်ဒီဝါသနာလေးတွေပေါ်မှာအခြေခံပြီးတော့သားတချင်းဆိုခြင်းတယ်ဆိုရင်တချင်းဆိုဖို့တင်ပေးနိုင်မယ်ဆရာကောင်းတွေနဲ့ရှာဖွေပြီးတော့ကျွန်မသင်ကြားပေးတယ်ကလေးကကျင်တယ်ဆိုရင်လည်းကလေးကဖို့အကလေးတွေပေါ်မှာလည်းကျွန်မသင်ကြားပေးတယ်အဲ့လိုမျိုးပဲကျွန်မကိုယ်တိုင်မသင်ကြားပေးနိုင်တဲ့အတွက်တကယ်သင်ပေးနိုင်တဲ့ဆရာကောင်းသမားကောင်းတွေရှိမှဆရာမတွေရဲ့ရှိမှကိုပဲကျွန်မအနှံပြီးတော့သားကိုယ်တိုင်ကိုလည်းသားလည်းအကောင်းဆုံးသားလှုပ်ချင်တာတွေသားဖြစ်ချင်တာတွေကိုသားကိုယ်တိုင်အကောင်းဆုံးကြိုးစားပေးပါဆိုတဲ့တောင်းဆိုမှုလေးတစ်ခုနဲ့သားကိုငယ်ငယ်လေးကလေးကပဲဒီလိုလေးပြုစုပြောထောင်ပေးတယ်အဲ့လိုမျိုးပဲ
စာပေတင်ကြားတဲ့အခါမှာလည်းကလေးဆိုတာတော့စာတင်တဲ့အခါမှာနည်းနည်းပြင်းတာပေါ့နော် ဟုတ်ကဲ့ဗျ အဲ့လိုအချိန်မှာလေသားဝါသနာပါတာကိုလုံးနေရတဲ့အတွက်သားကပေါ့ပေါ့ပါပါနဲ့ပျော်ရွှင်နေတယ်သားအကောင်းဆုံးကြိုးစားပေးတယ်လို့ပဲသားဘဝအတွက်ရှောက်လန်းရမယ်လမ်းတစ်လျှောက်လုံးမှာလိုအပ်နေတဲ့စာပေပညာရက်တွေကိုလည်းသားဒီမဖြစ်မနေသင်ယူပေးရမယ်အဲ့အတွက်အကောင်းဆုံးသင်ယူပေးပါသားဆိုပြီးတော့မေမေနဲ့သားနဲ့ရကိတန်တိတ်ပေါ့နော် ဟုတ်ကဲ့ လိုမျိုးလေးတွေနဲ့သားကိုပြည့်စုံပြောထောင်လာပေးခဲ့တာပါရှင် ဟုတ်ကဲ့ပါဒါအများကြီးလည်းဘုသူတ္တလည်းရပါတယ်ဗျာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒါလာရောက်ပြီးတော့ကျောင်းအပ်နာမည်လင်းလန်းအောင်မြင်ရောကျွန်တော်တို့ဒါ Rising Preschool ရောပေါ့နော်ကျောင်းလိပ်စာလေးကိုလည်းဒီနေ့ကနေပြီးတော့မိတ်ဆက်ပေးပါအောင်ဗျဟုတ် ဟုတ်ကဲ့ပါရှင်လင်းလန်းအောင်မြင် private school ကတော့အမှတ်194ရှုကေးသာမြို့ပတ်လန်900ကွက်တာကီတာမြို့နယ်မှာတည်ရှိပါတယ် Rising Preschool ကတော့အမှတ်60သူမနာလန်နှစ်တောင်ရက်ကွက်တာကီတာမြို့နယ်မှာတည်ရှိပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုမျိုးတိလို့သူများကိုပြည့်ပြည့်စုံဖြေချပေးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ ကဲကျေးဇူးပါရှင်ကျွန်မဖြေဆိုတာလေးတွေလိုအပ်တာရှိရင်လည်းခွင့်လွှတ်ပေးပါနော် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဟုတ်ကဲ့ပါ